ဝေးပုဂိတ်ချအပုတ်လေးတွေအိမ်အယောက်ငွေချေအပုတ်လေးတွေမပို့ပေးပါဘူးနော်ဒူးရင်ပင်နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလေးတွေမပေးခင်ကျမတို့အရင်ဦးဆုံးမွန်ပြည်နယ်ခြံမှာကျမတို့ကိုယ်တိုင်လက်တွေ့စမ်းသပ်ပြီးတော့မှကျမတို့ရထားတဲ့လက်တွေ့ပညာရက်တွေဗဟုသုတလေးတွေကိုစုဆောင်းပြီးတော့မှရန်ကုန်မှာဆိုင်ခွဲလှဖွင့်ရခြင်းဖြစ်ပါတယ်ရှင်ရန်ကုန်ဆိုင်မှာရနိုင်တဲ့ဝန်ဆောင်မှုများကဒူးရင်ဆိုင်ရန်ပေးတဲ့ဝန်ဆောင်မှုများစီးပွားဖြစ်ဆိုင်သောမိတ်ဆွေများအတွက်မြေအနေထားကြည့်ပြီးအကြံပေးတဲ့ဝန်ဆောင်မှုလုပ်ပေးပါတယ်ရှင်ပြီးတော့ကျမတို့ဝတ်မုံပြူဥယျာဉ်ဆိုင်မှာဝယ်ယူအားပေးတဲ့အတွက်ဝယ်သွားတဲ့အပင်လေးတွေကိုစိုက်ပေးတဲ့ဝန်ဆောင်မှုလည်းလုပ်ပေးပါတယ်ရှင်ဒူးရင်ပင်စိုက်ပြီးနောက်ပိုင်းပေါ့နော်ဒီအပင်လေးတွေအတွက်ပြုစုရမယ့်နီးစနစ်လေးတွေပေးရမယ့်မျိုးဩဇာလေးတွေဖြန်းရမယ့်ဆေးလေးတွေအပင်ကျန်းမာရေးပေါ့နော်တစ်လတစ်ကြိမ်သို့မဟုတ်တစ်လနှစ်ကြိမ်ကြည့်ပေးတဲ့ဝန်ဆောင်မှုလည်းလုပ်ပေးပါတယ်ရှင်ကျမအခုပြပေးနေတဲ့ဒူးရင်ခြံများကကျမတို့ရန်ကုန်တိုင်းမှာပဲစိုက်ထားတဲ့ဒူးရင်ခြံတွေဖြစ်ပါတယ်ရှင်ဒီခြံလေးတွေကကျမတို့နီးပြလမ်းညွှန်မှုနဲ့အတူကျမတို့ပေးတဲ့နီးစနစ်အတိုင်းကျမတို့ကိုယ်တိုင်ကလည်းစိုက်ပေးထားတဲ့ခြံလေးတွေဖြစ်ပါတယ်ရှင်ဒီပင်လေးတွေကိုစိုက်ပြီးနောက်ပိုင်းကျမတို့မရှိတော့တဲ့အချိန်မှာဘယ်သူကကျမ်းမာရေးတွေလက်ကြည့်ပေးမှလဲဘသူ့ကိုခေါ်ရမှလဲစိတ်ပူကြရတဲ့မိတ်ဆွေများအတွက်မိကုန်းလေးတွေရှိတော့ပေါ့နော်စိတ်မပူပါနဲ့ရှင်ကျမတို့ကရန်ကုန်မှာမိတ်ဆွေများအတွက်လာပြီးတော့ပြောင်းနေပေးပါတယ်ကျမတို့မွန်ပြည်နယ်ကိုမကြာခဏပြန်နေဆိုတာကမွန်ပြည်နယ်မှာကျမတို့စိုက်ထားတဲ့ဒူးရင်ခြံရှိနေသေးတဲ့အတွက်ကြောင့်ကျမတို့မကြာခဏပြန်ပြီးတော့အပန်းဖြေအနေနဲ့ပြန်လဲတာပေါ့နော်ကျမတို့ကိုယ်တိုင်ကလည်းရန်ကုန်မှာအခြေချဖို့စဉ်းစားထားတဲ့အတွက်ကြောင့်မိတ်ဆွေတို့စိတ်ပူနေတဲ့ပြဿနာကဖြေရှင်းနိုင်ပါတယ်ရှင်ကျမစိတ်ပူတာကကျမတို့ပြောပေးတဲ့ပေါ့နော်ပြပေးတဲ့နီးစနစ်အတိုင်းကိုမလိုက်လုပ်ပေးနိုင်တဲ့ channel ဆိုလို့ရှိရင်တော့ဒေချာပေါက်တခုခုတော့လွဲချော်မှုရှိနေတယ်ဆိုတာကိုယုံကြည်ပါတယ်ရှင်ဒါကြောင့်မလို့ကျမတို့ပြောတဲ့နီးစနစ်အတိုင်းလိုက်လုပ်ပေးမယ်ဆိုလို့ရှိရင်အခုကျမပြပေးနေတဲ့အောင်မြင်ဖြစ်ထွန်းတဲ့ဒူးရင်ခြံကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းယုံကြည်မှုရှိရှိနဲ့ဒီဗီဒီယိုနဲ့အတူပြောပြပေးချင်ပါတယ်ရှင်ကျမတို့ဝတ်မုံပြိုးဥယျာဉ်ဆိုင်ကို